နော်လဲနော်အေးစာနာသိအဲ့ဒါကိုပြောတာ မိမကြီးကြတာငါမဲတော့လိုက်ပါတော့ ကျွန်တော်တော့ရမှာတပြည့်လို့သွားတော့ရမှာ တော့လေငါတော့ဟိုဦးွားလို့ငါတော့ပါပြစ်ထုတ်ပြမှာအကုန်လုံး ပုတ်လိုက်တော့လိုက်နေမျက်နှာမလဲတန်ရာကြီးပဲ ဟောပါကြငါလုံးကနေလူလာသူရှိမှလုံးဝအိမ်ပြက်လို့မရအောင်နော် အိန္ဒိယမပြတ်ဘူးကျွန်တော်တို့ကရုပ်ပြက်နေတာ ပါဗျာမင်းတက်တာမတက် သုံးယောက်ကိုပြက်နေတာဗျာ ခွေလိုက်မယ်တို့ခွေလိုက်မယ် ဒီမှာလည်းတွေ့လို့ရမလားလို့ထိုးခံရတာပါးရီမီးကြီး တန်ပါဗျာလို့ဆိုရင်ငါတို့၃ယောက်အချင်းချင်းကျင်းနေရတယ်ဟိုတိုင်းကိုအားမကျင်းနေကြကိုနေချိုလဲလားအားကျင်တော့လားဆို ငါတော့လည်းခေါ်ရမှာတော့ဒါပြီးတော့ဘာဖြစ်နေလဲ ကိုလေးရှင်းမလားဒဏ်ရာရည်နဲ့ပါလားဟောထုံးစံတိုင်းရှင်ခံလာခဲ့ရပြန်ပြီမလား ဒါပဲလေဒါပဲလာပြောနေဘာဒါပဲလေရမှာလေဒီမှာခဲဆိုနေပေါ်ထုံးစံမြင်တော့နေရတော့တယ်ဖုတ်တယ်ဒါပဲဒီမှာဒါအချင်းချင်းတိုင်းကျင်ထားတာ တဟုတ်ပါလားဘာတိုင်းလဲ တက်တိုင်းလေဟုတ်လေလက်ပြီးထိုင်တော့ရင်ပေါ့လေ ဒါလေးတော့ရင်ပေါ့ပြောမယ်ဆိုရင်တော့ဖဲမနိုင်ကင်ပေါက်တိုင်း ကြည့်ပါဟောကြပါတော့ဒီမှာဒီနေ့ရှင်တို့အလုပ်တစ်ခုအပ်မလို့ဒီမှာရှင်တို့3ယောက်မွေးသိမ့်ပေးပါနော် လောက်ပြီလေလောက်လိုက်တော့ လေဦးလေဟိုဘာထိုင်မှမသိပဲလေဘာလို့ လောရမယ့်အလုပ်ကတော့လွယ်လွယ်လေးပဲကဘာပေါ်မှာအဲ့ထက်လွယ်တဲ့အလုပ်မရှိတော့ ဩသဘောပေါက်သွားပြီတို့၃ယောက်ပတ်စံသိမ်းပေးမယ်ကဘောမှာအလွယ်ဆုံးအလို့ဆိုဟာတို့လူမိုက်လာငါတာဟုတ်ပြီလေကြောဘယ်ကောက်အောင်ချောင်းရိုက်ပေးရမလဲငွေ3သိန်းတော့ဆိုရင်တော့ထိပ်ပေါက်ခေါင်းခွဲ package တော့ပဲရမှာ ကျွန်တော်တို့ကွဲမှာနော် ရှောက်ထိတို့ဖြစ်နေရလေ စပါဦးစပြောအောင်လဲစောအောင်နားထောင်ရှင်တို့လောရမယ့်အလုပ်ကသွေးထက်တန်ရုံလုံးလုံးဝမဟုတ်ဘူးချက်ကြီးချက်ထားတဲ့မီးကြည့်ရုံပဲဟာဘယ်သွားလဲ ချက်ကြီးချက်တဲ့ဟင်းကိုမြည်မယ်ဆိုငါတို့ဖဲဝိုင်းမှာသွားထိုးခံမလို့ ကိုနေရှင်ပြောတော့ရှင်ကကျမအတွက်ဆိုဘာမှမဆိုလုပ်ပေးမှာဆိုအခုဒီဟင်းပွဲလေးမီးရုံပဲရှင်မလုပ်ပေးနိုင်ဘူးလား ဩခုကလောက်ရတာမဟုတ်မြည်ရတာလေမတူဘူးလေဟိုဒီလိုလုပ်ပါလားနှွေးရဟိုကလေချက်ကြီးခါအောင်မစားဘဲနဲ့အခြားဟာလေးစားလို့မရဘူး မရအောင်ချက်ကြီးဟာပဲစားရမယ် ဒီလိုတွေပြောနေလည်းမသိဘူး ပြောစားမလားမစားဘူးလား စားမယ်ကွာစားမယ်ဟာ ဒီတော့အားဆိုလို့ရှင်လေဒါမဲ့တခုတော့ရှိသေးတယ် ရှိရလားနောက်တစ်ခုက ဟင်းပွဲရေးစားပြီးသွားလို့ရှိရင်ပြုံးလေးနဲ့ချက်ကြီးဟင်းချက်တာအရန်ကောင်းတာပဲဆိုပြီးတော့ရှင်တို့တွေချီးကျူးရမယ် အော်ဒီလိုပါသေးလားပြုံးလေးနဲ့ချက်ကြီးနဲ့ကောက်လိုက်တာလို့ပြောရမှာပေါ့ပြောမယ်မလေးပြေးနေတော့ယူလာပြီ